အာကာသထဲမှာကျိုးတူအများဆုံးရှိတဲ့နိုင်ငံ9နိုင်ငံနံပါတ်1အမေရိကန်နိုင်ငံအမေရိကန်ကတော့တခြားနိုင်ငံတွေထက်အပြတ်သက်ဦးဆောင်နေပါတယ်2026ခုနှစ်ဧပြီလအလဲပိုင်းစရင်ရအမေရိကန်ပိုင်လေပတ်နေတဲ့ကျောက်တု11600ကျော်ရှိခဲ့ပြီးအများစုက SpaceX ရဲ့ Starlink အင်တာနက်ကျောက်တုတွေဖြစ်ပါတယ် Starlink တစ်ခုတည်းကတော့အာကာသထဲမှာကျောက်တုပေါင်း1000ကျော်ရှိခဲ့ပါတယ်နံပါတ်2တရုတ်နိုင်ငံကအမေရိကန်နိုင်ငံနောက်ဒုတိယနေရာမှာရှိပါတယ်2026ခုနှစ်ဧပြီလလယ်ပိုင်းမှာတရုတ်ပိုင်လေပတ်နေတဲ့ကျောက်တု1300ကျော်ရှိခဲ့ပါတယ်တရုတ်ကလည်းကျင်းဖန်တဲ့ကောင်းဝင်လိုကျောက်တုအစုဝေးကြီးတွေတည်ဆောက်နေတဲ့အတွက်ဒီရေအတွက်ဟာနောက်နှစ်တွေမှာအများကြီးတိုးလာနိုင်ပါတယ်နံပါတ်3ဗြိတိန်နိုင်ငံကအာကာသအင်အားကြီးနိုင်ငံလို့ထင်မထားနိုင်ပေမဲ့ကျောက်တုရေအတွက်မှာထိပ်ပိုင်းရောက်နေရတဲ့အဓိကအကြောင်းရင်းက OneWeb ကျောက်တုကွန်ရက်ကြောင့်ဖြစ်ပါတယ်2026ခုနှစ်စရင်ချို့အရဗြိတိန်နဲ့ဆက်သတ်မှတ်ထားတဲ့လေပတ်နေသောကျောက်တု650ခန့်ရှိပါတယ်နံပါတ်4ရုရှားနိုင်ငံဆိုဗီယက်ခေတ်ကလေးကအာကာသနည်းပညာမှာအင်အားကြီးခဲ့တဲ့ရုရှားဟာယနေ့တိုင်ဆက်သွယ်ရေးလမ်းညွှန်စနစ်ကမ္ဘာမြေစောင့်ကြည့်ရေးနဲ့အခြားရည်ရွယ်ချက်တွေအတွက်ကျောက်တုအများပြားအသုံးပြုနေပါတယ်ဒေတာရင်းမြစ်နဲ့နိုင်ငံပိုင်သတ်မှတ်ပုံပေါ်မူတည်ပြီးအရေးအတွက်ကကွာခြားပေမဲ့ထိပ်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေစေပါနံပါတ်5ဂျပန်ဟာလည်းအာကာသနည်းပညာမှာအာရှရဲ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ကမ္ဘာမြေစောင့်ကြည့်ရေးရာသီဥတုဆက်သွယ်ရေးနဲ့လမ်းညွှန်စနစ်အပါအဝင်ကျောက်တုများစွာအသုံးပြုနေပါတယ်2026စရင်တချို့အရဂျပန်နိုင်ငံပိုင်လေပတ်နေသောကျောက်တုပေါင်း150ဝန်းကျင်နဲ့ကမ္ဘာထိပ်ဆုံး9နိုင်ငံနဲ့ထည့်သွင်းထားပါတယ်ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Byte ကို follow ပေးခဲ့ကြပါဦး